လူငယ်များစုဟာသူများတွေရဲ့အမြင်တွေကြောင့်အတွေးလွန်တတ်ကြတယ်ဗျငါဒီလိုနေရင်သူများတွေဘာပြောမလဲငါဒီလိုလှုပ်လိုက်ရင်အပြစ်များတင်ကြမလားငါ့ကိုကဲ့ရဲ့ကြမလားငါ့ကိုဝေဖန်ကြမလားဒီလိုသူများတွေရဲ့အမြင်တွေကိုဂယုစိုက်လွန်တဲ့အခါသူများတွေရဲ့အမြင်တွေကိုအတွေးတွေလွန်မိတဲ့အခါတင်းငယ်တဲ့ဆုံးဖြတ်ချက်တွေကနေဘဝနဲ့ရှိပြီးကြီးမားတဲ့ဆုံးဖြတ်ချက်တွေအထိမှန်ကန်စွာကျွန်တော်တို့မဆုံးဖြတ်နိုင်ဘဲနဲ့အမားတွေဖြစ်တတ်တယ်ဗျပြီးတော့ကျွန်တော်တို့ဘဝမှာလည်းဆုံးရှုံးမှုတွေများတတ်တယ်ဗျဒါကြောင့်မလို့သူများတွေရဲ့အမြင်တွေကိုအတွေးမလွန်စေဖို့လောကရဲ့အမှန်တရား၃ချက်ကိုပြောပြချင်ပါတယ်ဗျနံပါတ်1သူတို့ရဲ့အတွေးတွေအမြင်တွေကကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေဖြစ်တယ်ဗျလူတွေကသူတို့တွေးရှင်ရတွေးမြင်ရှင်ရမြင်ကြမှာပဲအပြစ်တင်တာကဲ့ရဲ့တာမျိုးကလည်းရှိနေအောင်ပါပဲဆိုတော့ကိုယ့်ဘက်ကမှန်နေတယ်ဆိုရရဗျသူများတွေရဲ့အမြင်တွေကို stress ဖြစ်နေတာအလကားပဲဗျနံပါတ်2တခြားလူတွေပေါ်မကောင်းဝေဖန်တတ်တဲ့လူတွေကတခြားလူတွေပေါ်ကဲ့ရဲ့တတ်တဲ့လူတွေအားလုံးလို့တကယ်တော့သူတို့ကိုယ်တိုင်ရဲ့စိတ်မလုံခြုံမှုတွေဖုံးကွယ်ထားကြရတဲ့လူတွေဖြစ်တယ်ဗျကိုယ့်ရဲ့အပြစ်အနာစာတွေကိုဖုံးပြီးရှင်တော့သူများတွေရဲ့အပြစ်အနာစာတွေကိုရှာဖွေပြစ်တင်တတ်ကြတာတဘာဝပဲဗျနံပါတ်3ကျွန်တော်တို့တွေကလူတွေအားလုံးကျွန်တော်တို့ကိုအမြဲစောင့်ကြည့်နေရလို့ထင်ပြီးတော့လူတွေရဲ့အမြင်တွေကိုဂယုစိုက်နေတာဖြစ်တယ်ဗျတကယ်တော့လူတိုင်းလို့ကကိုယ်ကွာနဲ့ကိုယ်မအားကြဘူးဗျကိုယ်တိုင်အတွက်အမြဲအလုပ်များနေကြတဲ့လူတွေကြီးပဲဗျစောင့်ကြည့်နေတဲ့လူဆိုတာလေလူတယောက်မှာတယောက်လောက်ပဲရှိကောင်းရှိနိုင်လိမ့်မယ်ဗျဒါကြောင့်အလကားတွေးလွတ်နေစရာမလိုပါဘူးဗျဆိုတော့ဒီမှန်တရား၃ချက်ကိုနားလည်ဖို့ပေါက်ပြီးတော့သူများတွေရဲ့အမြင်တွေကိုကြော်လာလိုက်ပါကိုဘဝပျော်ရွှင်အေးချမ်းစေဖို့ကကိုယ်တိုင်ပေါ်မှာပဲမူတည်တယ်ဆိုတာလုံးဝမမေ့ပါနဲ့ဗျအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါပေါ့ကျွန်တော်ကတော့မင်းထက်ပါဗျာ